မင်္ဂလာပါကျွန်တော်โอเคမင်္ဂလာပါကျွန်တော်ကိုဒီနေ့ကျွန်တော်ဆရာကျွန်တော်လက်ဆောင်လေးတစ်ခုပို့လိုက်တယ်မင်းတို့သုံးလို့ရလေးပို့လိုက်မယ်ဗာလဲကျွန်တော်လည်းတော့အုပ်တိုက်သွားဒါပေမဲ့အဲ့ဒါလေးကဗာလဲဆိုတကယ်လည်းသုံးတယ်ပါတယ်နော်ကျွန်တော်တို့ FZ1 တို့ R1 တို့ DG မီတာပလက်ကောင်းလေးတွေကိုကောင်းမကောင်းစမ်းနေရတာဖြစ်ပါတယ်ဒါလေးကတော့ဒီ3မင်း wire ရဲ့ကျွန်တော်တို့အပေါင်းအနှုတ် signal ပေါ့နော်အဲ့ဒါလေးရှိသလိုဒီကောင်ကကျတော့ဆရာပြောတဲ့ RGB နဲ့နှစ်ပင်ဟာကိုစမ်းနေဟာလေးပေါ့ပြောပါတယ်ဒီဟာလေးပေါ့ဒါဒီဟာရဲ့ပုံစံဒါလေးခေါ်တော့ဒီကောင်ရဲ့ပုံစံတိုင်းပဲဒီဆက်ရဲ့ပုံစံတိုင်းပဲအပေါင်းရဲ့ IG ရဲ့ signal ပင်ရဲ့ပေါ့နော်အဲ့လေးတက်ပြီးတော့ပလက်ကောင်းပုံစံအပေါင်းကတစ်ခုထည့်ပြီးကျွန်တော်တို့ IG ဒီပင်ထည့်မယ်ဒီမှာပေါ့နော်အပေါင်းရဲ့ IG ရဲ့ဒါကျွန်တော်ဒီကောင်းလေးတွေကောင်းမကောင်းကျွန်တော်စမ်းပြတာပါဒီကောင်ကတော့သူပြထားတဲ့အတိုင်း ground လေးဖြစ်ပါတယ်ဒါလည်း ground ပေါ့နော်ဆိုင်ငယ် body ground ပေါ့ signal ကပြန်သွားမလို့ဒီကောင်တော့မရကြီးဒါလေးထောက်တာကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ဒီကနေ ECU ကနေ signal ပေးလိုက်ရင်ဒါတော့မီးထွက်တာမြင်ရလားမသိနော်ဒါဆိုပလက်ကွိုင်ကောင်းနေပလက်ကောင်းနေကျွန်တော်အောက်မှာနေဆန်းလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်တို့ RPM ဖြစ်ပါတယ် height million low ပေါ့နော်အနေရဲ့ normal ရဲ့အမြန်ရဲ့ပေါ့ဒါလေးကဒါလေးကကျွန်တော် RG signal ကျွန်တော် RPM ဘယ်လောက်မှမီးရှိုင်သွားလားပါလားကြည့်လို့ရတယ်တစ်ချက်ချင်းကြည့်တယ်လို့ကျွန်တော်ဘယ်လဲကြည့်လို့ရတယ်နော်ဒါလေးကဒီကျွန်တော်ဒီ ECU ကနေ signal ထွက်လာတဲ့ခလုတ်ကလေးပေါ့နော် stat အသုံးတဲ့တယ်ဆရာပြောသလိုပဲမင်းရှာမရှင်နဲ့အသုံးတဲ့တယ်ဆိုလို့ပြောတယ်ဒီကောင်ကဘက်ထရီနဲ့အပေါင်းကျွေးပေါင်းလို့ကျွေးပြီးတော့ဒီဆက်ကိုဘက်ထရီပါဝါကျွေးမယ်ကျွေးပြီးဒီမှာအပေါင်းအနှုတ် RG ဒီမှာ5ဖို့သွားချင်တာ7ဖို့သွားချင်တာကြိုက်တာထည့်လို့ရတဲ့ခလုတ်လေးပါမယ်ကျွန်တော်တို့ကားကြီးလည်းသုံးလို့ရမယ်ပေါ့နော်ဒါတော့ကျွန်တော် FZ1 မှာ FZ1 R1 FZ6 ကျွန်တော်တို့ဒီ DC မီတာပလက်ကောင်းမှာကျွန်တော်တို့စိတ်ကြိုက်ကောင်းမကောင်းသုံးပြုလို့ရတဲ့အရာလေးဖြစ်ပါတယ်နော်ကျွန်တော်ဒီကိုတွေအတွက်လိုအပ်ရင်အသုံးပြုလို့ရအောင်လို့ပေါ့နော်ဒီကောင်လေးကဆရာကျွန်တော်စီကိုရောက်လာတာက3,000ဝယ်လာမသိဘူးဒီချာတော့မသိဘူးဒလီကားနဲ့ဆိုအဲ့လိုတော့ကြားလိမ့်မယ်3,000ကြားလိမ့်မယ်တကယ် EFN ဒီ DC မီတာ service တမတော်တော်များများတော့လိုအပ်မဲ့ပစ္စည်းလေးဖြစ်ပါတယ်ပြီးပါပြီโอเคကျေးဇူးများတင်ပါတယ်နော်ကြည့်ရှုပေးတဲ့ကျွန်တော်ညီကိုများအားလုံးโอเคမင်္ဂလာပါနော်ကျွန်တော်ညီကိုကျွန်တော်တို့ကောင်းမြတ်ဖြစ်ပါတယ်နော်ဆရာတွေလိုအပ်တဲ့ဆက်ပစ္စည်းလေးတွေနောက်ကျရင် service ဆရာတွေအတွက်ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်တို့အသုံးလိုအပ်မဲ့ထင်တဲ့ပစ္စည်းလေးတွေရောက်လာလို့ကျွန်တော်ပြခြင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဆိုင်လေးသားလေးကမန်နေဂျာဒေတာကြီးစင်ကမျိုးနဲ့ပလိတ်မျိုးမျိုးပြားအနီးမှာရှိပါတယ်နော်ကျေးဇူးများတင်ပါတယ်